ဘွားတွေကိုသူတို့ဆိုတာကျွန်တော်နိုင်ငံသားတွေပါပဲအခုတည်သွားတယ်ဆိုတော့မီးလောင်တဲ့တွင်းပြီးတော့ဟိုမှာတန်ချေချင်းလေးတက်ရက်နဲ့ခြေထောက်ကြီးမီးကျွန်းနေတဲ့ဒီ body တစ်ခုပေါ့အကျွင်းကြံတစ်ခုဟာဘယ်သူဖြစ်နိုင်တယ်လဲဆိုတာကျွန်တော်လိုက်မေးကြည့်တော့ကျွန်တော်နဲ့အတူတူတပတ်စင်နဲ့တက်ခဲ့တဲ့တကယ်ချင်းမြင့်ရွှေရဲ့ body ဖြစ်နိုင်တယ်လို့ကျွန်တော်ကိုပြောလာတော့စိတ်မကောင်းကြေကွဲရပါတယ်တန်ချေချင်းကလည်းခတ်တာဘာလို့ဆိုကျွန်တော်လည်းတန်ချေချင်းခတ်ခံတဲ့ဘွားနဲ့အကြာကြီးနေခဲ့ရဒါပေမဲ့ကျွန်တော်အမှန်နဲ့တရားအတွက်တိုက်ပွဲဝင်ကြိုးစားလို့ချေချင်းခတ်ခံရတာမြင့်ရွှေကတော့ဆက်အနာရှင်ဥမာဆိုရင်မြောက်ကိုရီးယားကဲတို့နော်ဟိုဒိုင်းတပီလုံးကိုတန်ပချုပ်အောက်မှာထားပြီးမိသားစုကိုကြိုးစီးပွားအစင်ဆက်ရှာစားဖို့ရက်ဆက်စွာကြိုးစားတဲ့ဖက်စစ်အာဏာရှင်မင်းအွန်လိုင်းတကိုးထွားဖို့အတွက်သူတို့ရဲ့ကိုခန္ဓာတွေကိုနော်ဒီဆွန်လွန်စတဲ့ကြုံပေါင်းဝါခဲ့လို့အရင်သားဒေါ်လန်သူအရခတ်တက်တော်ကဖမ်းဆီးပြီးတော့ကျင်းချထားခံရပြီးတန်ချီချင်းခတ်ခံထားရတဲ့အချိန်မှာပဲတောင်းထွင်းပြောကြားချက်အရဆိုရင်ဒီနေရာဟာဒီမြစ်ရွှေအပါဝင်စစ်တုံပန်းအကျဉ်းသားအရာရှိကြီးတွေရောဗိုလ်မှူးအဆင့်ရှိတဲ့သူတွေရောကျန်တဲ့အခြားအဆင့်တပ်သားတွေအရသားတွေရောပါထိမ့်သိမ်းထားတဲ့စိတ်အချုပ်ထောင်မှန်းတိကြီးနဲ့ဘာတိတာနိုင်ပါတယ်ကင်းထောက်အကျဉ်းကြီးလာကြည့်တယ်ဝင်ထွက်နေရလဲထောင်ဝင်တန်းထောင်ဝင်းစုံနေနဲ့ဖြစ်တယ်စစ်တုံပန်းအဆောင်မှန်းတိကြီးနဲ့ရဲဆက်ဆက်အစဖြောက်အကုန်လုံးကိုဘုံကျဲတပ်ဖြတ်တဲ့ဖြစ်စဉ်လို့ကြားသိရတော့ကျွန်တော်တွေးဆနေမိပါတယ်လက်တလောကြားရတဲ့ကရင်ကြီးဒေတာဖက်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်လဲတွေ့ရပါလိမ့်မယ်လွန်ခဲ့တဲ့တစ်ပတ်10ရက်လောက်ကဘုံကျဲတဲ့နေရာဟာလည်းပဲတုံပန်းဆောင်နေပဲထားတာဖြစ်ပါတယ်ဒီချိန်မှာပဲချိန်သားကိစ္စပဲ ICJ နဲ့ ICC တို့ကနေပြီးဖက်စစ်ရာဇဝတ်အကြမ်းဖက်ဒီကြားဖြန့်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင်စစ်ဗိုလ်ချုပ်တစုကိုတရားစွဲပြီးတော့ဖမ်းဆီးမိတ်ချမှတ်လာခဲ့ရင်အာဆီယံနိုင်ငံတွေကပါပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ဆိုပြီးတော့ IMM ကကုလသမဂ္ဂအချက်လက်စုံစမ်းစစ်ဆေးရေးကော်မတီကနေပြီးတော့ထုတ်ပြန်လာတဲ့အချက်လက်တွေပြီးတော့ American သမ္မတ Donald Trump ကနေပြီးတော့ကြားဖြန့်မှာပါဝင်ပတ်သက်ခဲ့တဲ့သူတွေကိုအစိုးရတွေကိုတိကျရောက်စစ်ဆေးအရေးယူပြီးပိုင်ဆိုင်မှုတွေပြန်လည်သိမ်းဆည်းကသူ့နိုင်ငံသားတွေပြန်ပေးဖို့ဆိုတဲ့အမိန့်နဲ့အတူ FBI ကကရင်နယ်စပ်မှာရောက်ရှိနေတဲ့တပ်ပုံတွေဒါတွေအားလုံးချိန်သားကြိုက်လာတဲ့အချိန်မှာအီရန်ရဲ့စစ်သမော45စီးကျော်ကိုအမြုပ်ခံရပြီးတော့အီရန်စစ်တပ်ခုဆိုမှာ၄ပဲရှိပြီးတော့အကြံအမြောက်ပမာနဲ့သူ့အိမ်ကြီးချင်းအာရပ်နိုင်ငံတွေကိုတုံ့ပြန်ရန်စနေတဲ့အချိန်အားလုံးကအချိန်သားကြိုက်စွာနဲ့မင်းအွန်လိုင်းစစ်တပ်ဟာမပရာမြေလူပြီးတော့ကြံရမရနှုတ်ပိတ်လို့တဲ့သဘောထားနဲ့တော်လိုင်းဘက်ကဖမ်းဆီးထားတဲ့သူ့အတွက်အတုံးတော်ခံခဲ့ကြရသူစစ်တီတွေစစ်သားဇနီးမယားတွေကိုလုံးဝလက်စားပြောက်ညီကဘာတုတ်တင်ဖို့ရဲဆက်ဆက်ဘုံကျဲနေတဲ့အချိန်ဖြစ်ပါတယ်ဖြစ်နေတော့ကျွန်တော်ကဒါကိုချင်းစာနားလဲဖို့မနေ့က post လေးတစ်ခုတင်လိုက်ပါတယ်သူတို့တွေစမ်းဆောင်ခဲ့တဲ့အခြေအနေတွေတိရဲ့နဲ့သူတို့ကိုပြန်ပြီးရဲဆက်လောက်ကြံနဲ့ပြန်လေတပ်ဖြတ်တဲ့မင်းအောင်လှိုင်ရဲ့ဖက်စစ်တပ်ကြောင့်အခုတည်သွားတဲ့မြစ်ရွှေရဲ့သားသမီးတွေဒီမြေဒီနိုင်ငံမှာဘယ်လိုလူဆက်လုပ်မလဲပေါ့အဲကျွန်တော်ကဟာသသဘောဆွတ်တဲ့စာတိုလေးတစ်ခုနဲ့အဆုံးသတ်ထားပါတယ်အဲ့ဒါကတော့မြန်မာစကားစုတွေထဲကဝိစနှလုံးပေါက်ဆိုတဲ့နှလုံးလေးနေရာအချလွဲတာနဲ့ပင်လုံးဝ upside down ပြောင်းလဲသွားတဲ့အဓိပ္ပာယ်အကြောင်းကိုနှိုင်းပြချင်တာပါဆိုလိုချင်တဲ့သဘောကတော့စစ်သားကောင်းတယောက်ဆိုတာဟာမိမိရဲ့ဒီ principle မိမိရဲ့ ethic မိမိရဲ့လိုက်နာဆောင်ထိန်ရမယ် code of conduct ကျင့်ဝတ်ကိုလိုက်နာဆောင်ထိန်ဖို့ပြက်ကွက်သွားပြီဆိုရင် code of conduct စစ်တီတော်ကျင့်ဝတ်ကိုဖောက်ပြန်သွားပြီဆိုရင်လက်နက်ကင်ပြီး uniform ဘလောက်ဝတ်ထားရွှေအပြည့်စင်တဲ့ဒစိမ့်ဘလောက်တတ်တာသူဟာနိုင်ငံသူနိုင်ငံသားတွေအတွက်ရာဇဝတ်ကောင်တူပဲဖြစ်သွားပြီဆိုတဲ့အကြောင်းအရာလေးကိုခိုင်းနှိုင်းခြင်းလို့အရေးကြီးတဲ့အရာဝိစနှလုံးပေါက်ပင်ဖြစ်တော်ညာကျင့်ဝတ်တစ်ခုပင်ဖြစ်တော်ညာဖောက်ပြက်သွားရင်လုံးဝ upside down ဖြစ်သွားတတ်တဲ့ဆိုတဲ့သဘောကိုနှိုင်းပြခြင်းလို့ထင်မြင့်ရွှေရဲ့သားသမီးတွေဟာသူ့အဖေကိုထင်ရှားသောသူရဲကောင်းတယောက်ဖြစ်တာသူတို့မျှော်လင့်ခဲ့ကောင်းခဲ့ကြပေမဲ့အခုဆိုရင်သူ့အဖေဟာထင်းရှာသောသူရဲကောင်ဖြစ်သွားတယ်လို့ဝိစနှလုံးပေါက်လေးနေရာလွဲသွားရုံနဲ့ကျွန်တော်နှိုင်းပြလိုက်တာထင်းရှားသောသူရဲကောင်ဆိုတာလူသိများတဲ့လေးစားတဲ့ဂုဏ်ယူကြတဲ့အားလုံးတန်ဖိုးထားကြတဲ့နိုင်ငံသူနိုင်ငံသားအားလုံးချစ်မြတ်နိုးကြပြီးတော့ပြည်သူကာကွယ်ဆောက်ရှောက်တဲ့သူရဲကောင်းတယောက်ဖြစ်တန်ဖိုးထားပြီးထင်းရှားတဲ့ကြော်ကြားတဲ့ဂုံပုတ်ကိုပိုင်ဆိုင်သူဖြစ်ပေမဲ့အခုဆိုရင်မင်းအွန်လိုင်းဖက်စစ်တဲ့ဟာတနိုင်ငံလုံးကိုပတ်ပြီးတော့မီးလောင်တဲ့သွင်းနေတယ်ရဲဆက်ဆက်မီးရှို့တယ်ရွာတွေအကုန်မီးရှို့လူတွေအကုန်တက်အခုဆိုရင်ရပ်ပိုင်းတော်ရင်ဒီကရင်ပြည်နယ်ထဲမှာလူပေါင်း130ကျော်ကိုလာရက်သားပေါင်း130ကျော်ကိုဖမ်းဆီးပြီးတော့10ကနိုင်းနဲ့ခြီတဲ့ပြည်သူတွေကိုရက်ဆက်တပ်ဖြတ်ပြီးတော့ရန်ကားနေတယ်ဆိုတော့တပြည်လုံးကိုမီးလောင်တိုက်သွင်းဖို့ကြိုးစားနေတဲ့မင်းအွန်လိုင်းအတွက်မီးတစဖြစ်မိမဲ့ထင်းတစ်ချောင်းကိုလိုက်ရှာပေးနေရတဲ့သားစားကျူးတော့ဘလူးတရေကဲ့သို့နော်သူရဲကောင်းမဟုတ်ဘဲနဲ့တရေကောင်ဖြစ်သွားတယ်အဲ့တော့ထင်ရှားသောသူရဲကောင်းမဖြစ်ဘဲနဲ့
ထင်းရှာသောတရေကောင်တွေဖြစ်နေရရှာတဲ့မင်းအွန်လိုင်းအကြမ်းဖက်ဖက်စစ်တပ်အောက်မှာတည်ရဖြစ်စေမတည်ရဖြစ်စေမိုက်ရဖြစ်စေမမိုက်ရဖြစ်စေကိုကျိုးစီးပွားအတွက်တော်လကောအသိဉာဏ်နှုံနှွေးတော်လကောလှုပ်နေကြတဲ့ဖြစ်တဲ့သူတွေကိုတွေးဆနိုင်စေဖို့အဲ့ post လေးကိုတင်လိုက်တာဖြစ်တယ်လို့ကျွန်တော်ပြောလိုက်ပါတယ်အဲ့တော့ထင်ရှားသောသူရဲကောင်းဖြစ်အောင်သာမုံမြတ်သောဂုဏ်သိက္ခာနဲ့ကျင့်ဝတ်တွေကိုလိုက်နာပြီးကြိုးစားကြပါဘလောက်ပဲအဆောင်ရောင်နေနဲ့ဒေါ်လာတန်းချီနိုင်ငံခြားငွေပိုင်ဆိုင်နေပါစေထင်းရှာသောသူရဲကောင်းအရဲတပက်ကောင်တယောက်နေနဲ့ညီကုန်းမချုပ်ပါစေနဲ့လို့ကျွန်တော်တငယ်ချင်းတွေအပါအဝင်လက်ရှိမြောင်းလိုင်းဖက်စစ်တပ်ထဲကမိုက်ယူရဲဆန်ကျင်နေတဲ့လူတွေကိုတတိပေးစကားပြောကြလိုက်ပါတယ်ရိုးသားဖြောင်းမှတ်ကြိုးစားပြီးစစ်သားကောင်းပြီးတာပါစေ